အခုဒီဟာလေးကတော့လက်ဖက်ဆိုင်သွားတာပေါ့နော်ရွှေနန်းဘုံဆိုတဲ့အသိဖွင့်ထားတဲ့လက်ဖက်ဆိုင်မှာသွားတောက်တာပါသူကလေဆိုင်ကျဲဝန်းကတော်တော်ကျဲတယ်ကားပါကင်အတွက်လည်းအဆင်ပြေရဲ့ပြီးတော့အတွင်းထဲမှာလည်းနန်တွင်းပုံစံမျိုးလေးတွေပြင်ထားတအားကိုလှပါရဲ့ကိုရီသွားတဲ့အချိန်ကတော့အရန်လူကြတဲ့အတွက်ကြောင့်မလို့အောက်ထပ်မှာပဲထိုင်ဖြစ်ခဲ့ရပေါ့နော်သူက2လွှာရှိတာအပေါ်ထပ်မှာလည်းရှိရပေါ့နော်ဆိုင်လိပ်စာလေးကတော့အောက်မှာပဲထိုးပေးထားပါမယ်ဒီမှာလက်ဖက်ရည်လည်းကောင်းတယ်ပေါ့နော်ရွှေနန်းပုံမြန်မာလက်ဖက်ရည်ဆိုင်ဆိုပြီးအဲ့လိုမျိုးထိုးထားတာသူကလက်ဖက်ရည်ကောင်းတယ်အဲ့ဆိုင်မှာတိုးရှိကိုတကြားပလာတာတကြားနဲ့စားခဲ့ရပေါ့နော်တကြားတိုးရှိဖြစ်သွားတယ်အဲ့ဒါလည်းစားဖြစ်ခဲ့တယ်ပြီးတော့ကြက်ဥပလာတာလည်းစားဖြစ်ခဲ့တယ်ကြက်ဥရဲ့ငှက်ပြောရဲ့ပလာတာရဲ့ရောကြော့ထားပေါ့နော်ကြက်ဥငှက်ပြောပလာတာအဲ့ဒါလေးလည်းစားဖြစ်ခဲ့တယ်အဲ့အခုပြောတဲ့သုံးမျိုးလုံးကလေတော်တော်လေးကိုစားလို့ကောင်းတယ်ပြီးတော့ coffee လည်းပါတယ်ပေါ့နော် coffee တော့ထည့်ပြီးမရိုက်ဖြစ်လိုက်တော့ဘူးစားခဲ့သမျှအစားအစာအားလုံးကစားလို့ကောင်းပါတယ်အားလုံးပဲအချိန်ရရင်အိတ်ဆိုင်မှာတော့ထိုင်ကြည့်ဖို့အကြံပေးချင်ပါတယ်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်နော်